ယူရတယောက်နေပြီကဒုက္ခတဲ့ဝင်တာကိုစဉ်းစားလို့မရဖြစ်နေကတကယ်ပဲထိုကီနိုရှိကမော်ပြန်တက်တာလာလို့လည်းတွင်းနေမိပါတယ်။ဘာမှမဟုတ်ငါရှိလို့မရဝင်လာတာလား။နောက်ခမ်းမှာတော့ကလပ်စီကိုရောက်လာတဲ့ယူရတယောက်ထုံးစံတိုင်းပေါက်ကရရဲ့လုံးနေကြတဲ့ထိုကီနိုရှိတို့ကိုတွေ့ရမှာဖြစ်ပြီးမော်ဆန်ဝါတို့အရာမျိုးတို့ကိုလည်းဆွဲထားပါသေးတယ်။နဆိုးမျိုးလုံးရဲ့အမိတ်ဖြစ်ကျင့်ကိုဆင့်ခေါ်တယ်။ကျင့်ကအမောက်ထုရဲ့ပစ္စည်းချင်းပဲ all devoid of solid earthly form. အကြောင်းတွေထွက်လာခါနောက်မှမီးကျိုးတွေဖြစ်နေပြီးဗလာဗလာတွေကျုပ်နေခါပောက်ကွဲသွားပြီးအဲ့ဒါကတော့ဂျုံမုတ်တွေပါနောက်တော့နဲဘီတွေရောက်လာပါတယ်ယူရတယောက်ကတော့တိုကီနိုရှိပောက်ကွဲလှုပ်ထားတဲ့ဟာတွေကိုရှင်းပြနေရပါတယ်ဒီလိုနဲ့နဲဘီလည်းယူရကဒီဘွဲထဲကိုဘယ်လိုလုပ်ပြီးဝင်လာတာလဲလို့မေးလိုက်ရင်အဲ့ဒါထဲနဲဘီကတော့ဘယ်လိုလုပ်ဝင်လာခဲ့တာလဲဘာလို့လဲဆိုရင်ယူရကိုပြောလို့မရလို့ပေါ့အဲ့ဒါကဖုံးမှန်လို့ရောငါ့ကိုမျိုးတို့လည်းသူ့ရဲ့ပစာအုပ်လေးကိုမတွေ့လို့ပြောနေခါယူရလည်းသူ့အိမ်မှာတင်းခန့်ရလို့ပြောပြလာပြီးပြန်ပေးငါ့ရဲ့ပစာအုပ်ပြီးတော့ကွာနောက်နေ့ယူလာပေးပါမယ်ဟုတ်ပြီလားနဲဘီကလည်းအကားတိုင်းကိုတော်တော့မယ်လို့ပြောရင်ယူတာကိုခဏတော့တင်းကွင်းအိမ်လာလေလို့ရမလားမင်းလာရင်ဘာလို့ရုတ်တရက်ကြီးလဲဘာလို့ဆိုရင်နှစ်ယောက်တည်းစကားပြောချင်လို့ပေါ့နောက်ခမ်းမှာတော့ဒါကတော်တော်ထူးဆန်းနေတယ်တခုခုမှဖြစ်လို့လားမသိညရဲ့အခက်အခဲကိုငါနားလေတယ်တိုကီနိုရှိကပြောလာခဲ့ပါတယ်လန်သွားကဘယ်တော့မှရောက်နေခဲ့ရတယ်ပြီးတခုခုကိုရှာနေကစင်မကောင်းစရာနဲ့စာအုပ်ပဲတွေးခဲ့တယ်အဲ့စာအုပ်ကတော့ရေကိုးဝတ်စုံယူတာရဲ့လက်လူနေခါတိုကီနိုရှိတဲ့ပက်ကြီးမျက်နှာတွေနေရဲသွားပါတယ်ယူလိုက်ပြီးဒီလောကကြီးမှာနေရစိတ်တွေပုံနေပြီလားယူတာတယောက်လည်းတနေ့ကွင်းနေနေပြီးကလာမှာဖြစ်တဲ့အတွက်တိုကီနိုရှိကရှုံးနေမှာစိုးတဲ့အတွက်မတက်နိုင်ဘူးမင်းကိုစိတ်ဝင်စားတဲ့တခုပြမယ်။ဘာညာနဲ့တခြားတစ်ပါးကိုတော့ရမယ်လမ်းဆိုပြီးကျင်းလိုက်ပါတယ်။တိုကီနိုရှိရဲ့မိုးတော်ကတခြားတစ်ပါးကိုတော့ရမယ်ဆိုပြီးဘာညာနဲ့ထွက်သွားပါတယ်။ယူနဲ့နေပြီတယောက်လည်းယူဒအိမ်ကိုရောက်လာခဲ့ကဘာညာနဲ့ပြောလက်ဖက်ပြောဖို့ထွက်သွားပါတယ်။ယူဒတယောက်လည်းရင်းနေခုန်နေခဲ့ကခန်းထဲမှာပြုတ်ကျသွားတဲ့အတန်တစ်ခုကိုကြားလိုက်ရခါလာကြည့်ရင်ယူဒပါလား။ဘာဖြစ်လို့လဲ။တန်ရှင်းနေတဲ့သူ့ရဲ့အခန်းကအခုပွားရနေတာကိုမြင်လိုက်ရပါတယ်။ဘာမှမဟုတ်ပါဘူး။ပါတယ်အဲ့ဒါကချောင်းကြည့်ရင်တခုခုရှာနေတဲ့နေပြီကိုတွေ့လိုက်ရခါပေါ်မောကိုဖွင့်ကြည့်တော့မှအချိန်မှာပဲယူဒကတားလိုက်ပါတယ်။ဘယ်နှမ်းမှလဲ။ဘာကိုလဲပြဟဲ့အယူမလေးပြောတဲ့မော်ဆာအုပ်လေးပြီးလိုက်ပြီဘာလို့မို့လဲယူကြတယ်ပက်ကြည့်ငါရဲ့အမတ်တရားတွေပြတ်ဆုံးသွားနိုင်တယ်ဒါမဲ့ငါကမော်ဆာအစ်စ်တယောက်ဖြစ်ခဲ့ပြီဘလာဘလာတွေပြောနေကငါနဲ့မီကပရိုဆာမာပဲရက်လိုက်အဲ့ဒါကိုနားမထောင်နေတော့ရှက်စရာကြီးဒါဘလိုတောင်ထူးဆန်းတဲ့စားလေယူလိုက်ပြီးဖျက်လိုက်ကနောက်ခါမှာတော့တိုကီနိုရှိတဲ့မိုးတို့ကတော့ပောက်ခဲ့ရလုံနေခေကဟိုလေရီစရာပဲမဟုတ်လားအင်တာနက်မှာတက်တဲ့နေရာတိုင်းကနေဖျက်ပစ်လိုက်ပြောရမယ်ဆိုအဲ့စာအုပ်ကိုနေပြီကရေးထားတာဖြစ်ပြီးအခုကယူကြတဲ့မျိုးချွန်းနေဖြစ်ထားတဲ့အတိတ်ကိုမေးပြီးဖို့ကြိုးစားနေတာစားဝင်တဲ့ဝင်တာကလည်းဒီစာအုပ်ကိုဖျက်ဆီးဖို့ပါတိုကီနိုရှိတို့လည်းပြန်ရောက်လာကမို့လို့တွေ့ရမော်စာအုပ်ပြန်တောင်းလာကနေမီချူလိုက်တဲ့စာအုပ်ကိုတွေ့ရမှာဖြစ်ပါတယ်ဘာလို့အရင်ရုံမှကြတာပဲနောက်တော့မှစိတ်မူပါနဲ့ဒီလိုမျိုးတစ်ခုခုဖြစ်လာမယ်ထင်လို့မိတို့တွေဆွဲထားပြီးသားနေပြီလေလန်သွားခဲ့တာဖရိုင်ဆာမာကလေးစားစရာအကောင်းဆုံးပုဂ္ဂိုလ်ပဲဘာညာလေးပြောရင်ငင်ကဘယ်လိုမို့လို့လဲဖရိုင်ဆာမာပဲအဲ့စာအုပ်ကငါရေးထားတာမိုးတွေကတော့မယုံပါဘူးအယူလာနေကနေတော့အယူမကဖရိုင်ဆာမာဖြစ်နိုင်မလားခေါင်းတိုက်လိုက်ခါနောက်တော့အနက်မီကိုထပ်မပြောနဲ့မိုးတွေကတော့ဖရိုင်ဆာမာကနေပြီဆိုတော့ကိုမယုံပါဘူးထွက်သွားပြီးနေပြီလေမော်ဆာဝိုင်းတွေနဲ့ဘလာဘလာတွေပြောနေခဲ့ကဟိုလေစိတ်မရှိပါနဲ့အခုကအရင်ပုံစံပြန်ဖြစ်နေလို့ပဲတော်တော်လေးဆက်နေခဲ့ကအဲ့ခံစားချက်ကိုကျွန်တော်လည်းကောင်းကောင်းနားလည်ပါတယ်တကယ်တော့ငါမှလည်းချွန်းနေပြီးယောဂရှိခဲ့တယ်တကယ်လားတနာစရာပဲကျေခဲ့သွားပါတယ်ဒီလိုနဲ့ဘာညာပြောကြရင်မိုးတွေကိုပြောဖို့အတွက်ယူတာလည်းအကြံဉာဏ်ပေးလာပါတယ်နောက်တစ်ခါမှတော့နေရဲ့စွမ်းအားတွေကိုငါစမ်းသပ်ငင်ကလားဘယ်တော့မှမလေ့လာဘူးတကယ်ပဲသူကယူတာပြောလို့ပဲအဲ့ဒါကလည်းသူ့ရဲ့ချွန်းနေပြီးယောဂအနေနဲ့နေတွေကပေါ်စရာကြီးဆိုတာကိုသူကြောင်လက်ပြရမှာပါအဲ့ဒါကြောင့်ဘာညာအကွက်တွေထုတ်ရင်နှစ်ယောက်တော့လက်နဲ့တွေနဲ့တိုက်ကြပါတယ်တယောက်တယောက်အပြန်အလှန်တိုက်ကြရင်ပါဝါတွေရဲ့တုံးနေကြပါတယ်ဖရိုင်ဆာမာနဲ့ပတ်သက်ပြီးဘာညာနေတဲ့မိုးတွေကပြောနေခဲ့ကနေဗီတယောက်ကတော့ရှက်လုံးလို့မနာထောင်ချင်တော့ပါဘူးဒီလိုနဲ့ပဲနေဗီပဲရှုံးလာခဲ့ပါတယ်အပန်းလေးလည်းပြီးသွားခဲ့ပါတယ်